ဒီမနက်ကအမဲစွပ်ပြုတ်ကိုရှိတဲ့ခောက်ဆွဲပေါ့နော်ကျွန်တော်ခြုံခောက်ဆွဲနဲ့ထည့်ပြီးတော့အပူပေးပလိုက်တာအပူပေးလည်းပေးပြီးတော့မနက်ကဥပ္ပေဥတွေခွာတော့ဒါမျိုးတစ်လုံးဖြစ်လာအဲ့နဲ့မကြည့်ဒါမျိုးဘာမှတော့မဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့စံနဲ့မကိုက်လို့ကျွန်တော်ကမထည့်ဘူးဒီ over ကိုလေအဲ့တော့ကျွန်တော်တို့ဒီမှာ over ကိုတစ်လုံး1000နဲ့ရောင်းပါတယ်တစ်လုံး1000နဲ့ရောင်းတော့ဒီဘဲဥတွေကဟိုຫນွေပေါက်လာပြီဆိုတော့တိတ်ကြမခံဘူးလေကြမခံတော့စိုင်းနေမာတင်ကိုအဲ့မျိုးမကောင်းတာတွေပါလို့ဖြစ်တာပေါ့နော်ကျွန်တော်လည်းချက်ချင်းဝယ်ပြီးချက်ချင်းပြုတ်ပြီးတော့ချက်ချင်းထည့်တာပဲဒါပေမဲ့မရဘူးမရတဲ့ခါကျတော့သူတို့ရွေးပေးနေတာပေါ့နော်အစောတုန်းကတော့ကျွန်တော်ကတော့ဟိုမဖြစ်ပါဘူးမရွေးပါဘူးကိုယ့်ဘာကိုမရွေးသူတို့ပဲအဆင်ပြေတဲ့ဟာထည့်ဆိုတော့နောက်ပိုင်းလည်းကြောင်း10လုံးမှ2လုံး3လုံးလောက်ကပြက်တော့ဟာဒါဆိုရင်တော့မဖြစ်သေးဘူးငါတော့ရှုံးပြီပေါ့နော်ငါတော့ရှုံးပြီဆိုပြီးတော့ကိုယ့်ဘာကိုဝင်ရွေးရတော့လားတရားကိုကဘဲကိုဘလို့ရွေးလဲတော့မသိဘူးကျွန်တော်နီးကျွန်တော်ဟန်နဲ့ရွေးရကျွန်တော်ဘလို့လှုပ်လိုက်လဲဆိုတော့လေဖုန်းမီကိုဖွင့်လိုက်တယ်ဖုန်းမီဖွင့်ပြီးတော့အဲ့ဒီဘဲဥကိုအောက်ကနေပြီးတော့ထိုးလိုက်တာထိုးပြီးတော့အပေါ်ကနေကြည့်တာတကယ်လို့အဲ့ဘဲဥကလေကြီးလေးဆိုလို့ရှိရင်အဲ့ကောင်ကောင်းတယ်တွေ့လားအဲ့နည်းနဲ့စမ်းကြည့်ပါလားတကယ်လို့ဆောင်းနှင်းဘက်တော့ကျွန်တော်သတိထားမိသလောက်ဆောင်းနှင်းဘက်တော့ပြဿနာမရှိသေးဘူးဒီຫນွေဘက်မှာဘဲဥတွေကတော်တော်ပြဿနာရှိကြတာအဲ့တော့ဘဲဥစီကလည်းတစ်လုံးဆိုလည်းမနေဘူးလေကျွန်တော်တို့အရင်ရတယ်ကို650 900ရှိတယ်ကျွန်တော်မှသိရမလား10လုံးရောင်းမှ3500ပဲမြတ်တာအဲ့ဒီမှာမှ2လုံး3လုံးလောက်ပြတ်တဲ့ဟာကြီးပါတယ်ဆိုလို့ရှိရင်ကျွန်တော်ကရှုံးပြီလေသိရမလားလောဟာကတွေရောမီတာတွေရောအကုန်ရှုံးတာပေါ့နော်ဆိုတော့တော်တော်သတိထားရတာပေါ့တစ်လုံးဆိုလဲဆိုသလောက်အဲ့လိုမျိုးသတိထားရတယ်ဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးဖုန်းမီကိုဖွင့်လိုက်ပြီးတော့ဘဲဥကိုတင်လိုက်တယ်တင်ပြီးတော့ကြည့်လိုက်လို့ကြီးလေးဆိုလို့ရှိရင်အဲ့ဒီကောင်ယူတယ်နည်းနည်းနောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကောင်ယူတော့ကျွန်တော်အဲ့လိုစမ်းတယ်အားလုံးအောင်ဘယ်လိုစမ်းကြလဲကျွန်တော်တစ်ချက်လောက်ပြောပြပါအောင်ပညာလေးတွေယူအောင်ကျွန်တော်နီးပေါင်းစုံသုံးနေရတယ်အခုမှဈေးတယ်ဆိုတော့နီးပေါင်းစုံသုံးနေရတယ်ဟုတ်ကျေးဇူးနော်